အားလုံးပဲမင်္ဂလာပါရှင်ကျမဒေါက်တာမြတ်နိုပါဒီနေ့မှာတော့ကျမတို့ပတ်ဝန်းကျင်မှာတော်တော်များများသတိမထားမိပဲလုံးမိနေကြတဲ့အမှားတစ်ခုအဲ့ဒါကတော့တိုင်းရင်းဆေးနဲ့ပရဇီးတွေကိုလွယ်ကူကူတောက်သုံးရာကနေကြောက်ကတ်တွေထိခိုက်ပျက်စီးကုန်တဲ့အကြောင်းအရာကိုဆွေးနွေးပြတော့မှာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ကျမတို့ခွဲခြားသိဖို့လိုတာကတရားဝင်မှတ်ပုံတင်ထားတဲ့တိုင်းရင်းဆေးနဲ့တောဆေးအမြင့်ဆေးတွေရဲ့ကွာခြားချက်ပါတယ်ကျမရေဝန်ကြီးဌာနတိုင်းရင်းဆေးပညာဦးစီးဌာနကတရားဝင်မှတ်ပုံတင်ပြီး TMR နံပါတ်ပါတဲ့ဆေးတွေဟာပါဝင်ပစ္စည်းတွေကိုစနစ်တကျစစ်ဆေးထားတဲ့အသက်ဘေးအန္တရာယ်ကင်းပါတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အမီမတိအညွှန်းမပါတဲ့ဆေးလုံးမဲလေးတွေတစ်မြစ်တစ်ခေါက်တွေကိုကိုယ်တိုင်တွဲတောက်ပြုတ်တောက်တာတွေပဲဖြစ်ပါတယ်ဘာကြောင့်ဒီလိုဆေးတွေကအန်ဒီရယ်ရှိတာလဲဆိုတာကိုလည်းစက်ကြည့်လိုက်ရအောင်နော်စီဝါရေးသမားတချို့ကအမြန်သက်သာစေဖို့ဆိုပြီးအဲ့ဒီဆေးမှုန်တွေထဲမှာစတီရိုက်လိုမျိုးအနောက်တိုင်းကြိုက်ချဲပျောက်ဆေးတွေကိုကြိတ်ပြီးရောထည့်ထားတတ်ကြပါတယ်ဒါကိုရေရှည်ဆွဲတောက်မိရင်ကြောက်ကအတွက်အရန်အန်ဒီရယ်များပါတယ်ဆေးတွေထဲမှာပါဝင်တတ်တဲ့ခဲပြဒါစိန်ဖြူးလိုမျိုးတက်တူထက်တွေဟာကြောက်ကတ်ထဲမှာတဖြည်းဖြည်းစုပုံလာတတ်ပါတယ်ဒီအစိတ်အသောက်တွေကကြောက်ကတ်ရက်စစ်ထုတ်တဲ့ဆဲလီတွေကိုဓာတ်ရိုက်ပျက်စီးစေပြီးကြောက်ကတ်ရောင်တာကနေနောက်ဆုံးအပီးကတိုင်ပျက်စီးသွားတဲ့အထိဖြစ်စေနိုင်ပါတယ်။လူနာတော်များများကဆေးရုံရောက်မှကျမကဆေးလိပ်လည်းမတောက်အရက်လည်းမတောက်ပဲဘာလို့ကြောက်ကတ်ပြတ်တာလဲဆိုပြီးမေးလိရှိကြပါတယ်။တေချာပြန်မေးကြည့်တဲ့အခါမှာတော့ဒီလိုအမြင့်ဆေးတွေကိုနှစ်ချီပြီးဆွဲတောက်နေကြတာကိုတွေ့ရတတ်ပါတယ်။ဒါဆိုရင်ကိုယ့်ရဲ့ကြောက်ကလေးထိခိုက်နေပြီလားဆိုတာကိုဘယ်လိုသိနိုင်မလဲကြောက်ကက30%လောက်ပျက်စီးနေရင်တောင်ဘာလက္ခဏာမှမပြတတ်ပါဘူးလက္ခဏာပြပြီဆိုရင်တော့တော်တော်လေးအခြေအနေဆိုးနေပါပြီမျက်နှာမျက်ခွန်ခြေသလုံးနဲ့ခြေဖူးတွေဖိုးရောင်လာခြင်းစီးထဲမှာအမြုပ်တွေအများကြီးထက်နေခြင်းစီးအောင်ခြင်းဒါမှမဟုတ်စီးထဲသွေးပါလာခြင်းတို့ဖြစ်တတ်ပါသည်အကောင်းဆုံးကတော့ကြိုတင်ကာကွယ်ခြင်းပါပဲရှင်အညောင်းမပါမှတ်ပုံမတင်ထားတဲ့တော်ဆေးမြစ်ဆေးရန်ကူဆေးတွေကိုလုံးဝရှောင်ကျဉ်ပေးပါတိုင်းရင်းဆေးတောက်မယ်ဆိုရင် TMR နံပါတ်ပါတဲ့ဆေးကိုပဲရွေးချယ်သုံးစွဲပါရေများများတောက်ပေးပါရေဓာတ်ပြေဝါမှာကြောက်ခက်ကအစိတ်တွေကိုကောင်းကောင်းစစ်ထုတ်နိုင်ပါအသက်40ကျော်လာပြီဆိုရင်တော့တစ်နှစ်ကိုတစ်ကြိမ်လောက်သွေးစစ်စီးစစ်ပြီးကြောက်ကကျန်းမာရေးကိုစစ်ဆေးပေးပါရှင်ကြောက်ကပျက်စီးသွားပြီဆိုရင်လူနာတော့မိသားစုတော့ငွေကြေးပိုင်းရောစိတ်ပိုင်းဆိုင်ရာပါတော့အယမ်းထိခိုက်ရတာမို့လို့အားလုံးစင်ကြင်နိုင်တာပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်အခုလိုကျမ်းမာရေးဗဟုသုတတွေကိုဆက်ပြီးသိကျင်နေဆိုရင်တော့ကျမတို့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေရှင်